Hello ခုတစ်ခေါက်တော့မရောက်ဖြစ်တဲ့ကြာပြီဖြစ်တဲ့ရှမ်းမြောက်ကိုအလေသွားရင်နဲ့မျိုးရီစီတက်လေတဲ့ vlog လေးဖြစ်ပါရဲ့ရှင်လမ်းလဲကောင်းတဲ့ရွှေခင်းနေလဲရန်လာတဲ့တိုင်းတိုင်းနဲ့မျိုးရီစီတဲ့နေရာကိုရောက်တယ်ပေါ့နော်ရောက်ပြီးတော့အခုကျတော့အဲ့ဒီမှာငါတဖန်ကြမှာဖြစ်ပါတယ်အိုးလိုက်ကြည့်ပေါ့နော်ဒါတော့ငါတဖန်မှာဖြစ်ပါတယ်ရှင်အထုတ်တွေမအထုတ်တွေနဲ့ပါအဲ့ပြီးတော့ဒါတော့ဒီတောတောင်တွေထဲမှာရှိတဲ့ငါ့ကိုတဖန်ကြမှာဖြစ်ပါတယ်အခုကတော့ဘောနော်ပထမတနေ့ကသွားတယ်ရေကနောက်တယ်ပြီးတမ်းချလို့ပြီးနောက်တနေ့ထပ်သွားရပေါ့နော်ငါတဖက်မဲ့နေရာကိုရောက်ဖို့လမ်းနဲ့ကြာရှောက်ရပါတယ်ဖက်နဲ့တော့မစီးနိုင်ပါဘူးအခုကတော့ငါဖမ်းလေးပေါ့နော်မရှိတွေ့တဲ့ငါလေးကောက်ပြီးတော့အဲ့ထဲတယ်ဘယ်လိုငါဖမ်းလဲဆိုတော့ပါလည်းမသိဘူးပေါ့နော်လှုပ်လိုက်တော့ငါလေးကအဲ့လိုမျိုးရင်ကိုးတတော့အဲ့အချိန်မှာကောက်ပြီးတော့ဖမ်းနေဒီကောက်လာတော့ငါတအားလှုပ်တယ်ပေါ့နော်ဒါတော့ငါမဖမ်းနိုင်ပါဘူးဒါတော့အရင်ပြောနေတဲ့ဘောနော်ဆိုငါတို့ဖမ်းရဖွာနေနဲ့ရှားပါတဲ့ခွင့်ယူမှုပါဘာတော့ငါဖမ်းလို့မီငိုးတော့ချက်အားယူဘောနော်ပြီးတော့ဖြစ်ပါပြီဒါတော့နောက်တနေ့ပေါ့နော်နောက်တနေ့ကပဲဘာလဲဆိုတော့ပိုပီရဲ့အုပ်ကိုသွားရတယ်ဘာပြီးတော့ဆူတောင်ကိုပြုဆူတောင်လုပ်တယ်ပြီးတော့ပြန်လာတယ်လမ်းတော့တွေ့ရတဲ့တော့လမ်းတာဆိုရဲတောင်တက်လိုက်အမတ်ကြီးတက်လိုက်စင်းလဲအရင်စင်းထည့်လိုက်တယ်အမျိုးကြီးပေါ့နော်ဒါမဲ့တော်တောင်လေးဒီဟာတဲ့တအားရည်ဒီရဲ့တပင်ရရန်လာတယ်စစ်စင်းဆူလေးနေပေါ့နော်ကဲဖွာရဒီရဲ့ရွာရဲ့ vlog လေးပြီးလာပြီခွာတော့လာရှို့ပြန်ပါပြီ See you next time